တနာကုန်ကြီးဆရာတော်သည်မြို့ရွာကမှအေးစီသည်ဝတ်တွင်မြို့ဤကုန်းဆောင်သည်နတ်လူတွေလည်းချစ်ကြသည်သာသနာရောင်ဝါလင်းမို့မတီဓမ္မဒေသနာတရားဖြစ်မြဝေသည်ဘုဒ္ဓံဓမ္မံတန်ဃံယေမဆွေလိုကိအောင်ရန်ဆရာတော်ဘုရားဤမြတ်ဒိဋ္ဌံကဘာသူကဘာသာဤကြအမှန်30ရောတတဝါချမ်းသာကိုယ်စိတ်ရေကြပါစေယတနာကုန်ကြီးဝေခုလုံးကြီးအရှိပညာဝရဆရာတော်သည်ဝတ်ပြမျိုးကုန်ဆောင်သည်သာသနာအာဇာနည်ဓမ္မလမ်းပြဆန္လာဣတရံဆရာတော်ဘုရား၏ဘုမေတ္တာဝေမြတ်တော်ဝါတွေဤမြတ်ချမ်းသာစေယတနာရှိရယတနာလာစီပွားဥစ္စာတို့ကြပါ